ပရိသတ်ကြီးအားလုံးပဲမင်္ဂလာပါရှင်။ကျမတို့ရဲ့သူဆောင် Audiobook Channel လေးကနေပြန်လည်ပြီးတော့မှကြိုဆိုလိုက်ရပါတယ်နော်။ဒီတစ်ခါမှာတော့မိကောင်းဆွေကောင်းဆိုတဲ့ရင်ခုန်စိတ်လှရှားစရာဝတ္ထုကောင်းလေးတစ်အုပ်ကိုစိတ်ဝင်စားဖွယ်တင်ဆက်ပြီးသွားမှာဖြစ်လို့လဲအဆုံးထိလိုက်ပါခန်းစားနာဆင်ပြီးကြပါအောင်ရှင်။ကဲဒါဆိုရင်တော့စလိုက်ကြရအောင်ပါနော်။အိမ်အခန်းတကားကိုအဆက်မပြတ်ခေါင်ရင်ခေါ်နေတဲ့အမျိုးသမီးတယောက်အတန်းကြောင့်လန့်နိုးသွားမိတယ်။ညကချန်ပီယံလိဘလူးပွဲကြည့်ရင် TV ရှိမှအိပ်ပျော်သွားတာ။မိလီတို့ကလည်းဈေးသွားတာကိုနည်းနည်းပါးပါးနှုတ်မသွားအောင်။မသိရင်မသိတကြော်ကြော်ခေါ်နေတဲ့အတန်းကြောင့်လည်းလေးလံထိုင်းမိုင်းနေတဲ့အာယုံတွေကိုစူးစီးရင်ထဖို့တွေ့ရတော့တယ်။အရေးတဲကွင်းတိုင်းနေတဲ့ပစိုးကိုပြင်ဝင်ရသေးရဲ့။အိတ်ချင်မှုတူနဲ့အိမ်ရှိတကားဖွင့်ကြည့်လိုက်တော့တခါမှမမြင်ဘူးတဲ့အမျိုးသမီးတယောက်မြင်ကွင်းရှိပေါ်လာတော့လေးလံထိုင်းမိုင်းနေတဲ့အိတ်ချင်စိတ်တွေတောင်ပျောက်သွားတယ်ပြောရမယ်။အပေါ်အောက်လှပစွာဆင်ထားတဲ့ပန်းနုရောင်မြမဝမ်းဆက်နဲ့တည်ငြိမ်ရင်းချက်တဲ့အလှကျက်တည်းကြောင့်လည်းခဏတာငြိမ်သက်သွားမိတာပေါ့။အော်မသိမရှိဘူးလား။ sorry နော်ငါမောင်အိတ်နေရတဲ့နဲ့မသိရှိရထင်ပြီးခေါ်နေမိတာ။ရပါတယ်ဗျ။မိလေးကဈေးသွားတယ်တဲ့နဲ့သူပြန်လာရင်ဘာပြောပြရမလဲမသိဘူး။အမဟိုဘက်အိမ်ကိုအစ်စ်ပြောင်းလာတဲ့သူတွေပါ။အဲ့ဒါဒီနေ့အိမ်တက်အနေနဲ့အလှလှုပ်လို့မုံလာပို့ပေးတာ။အော်ကျွန်တော်ကမသိငယ်တူပါဗျ။သူပြန်လာရင်ပြောလိုက်ပါမယ်။ဒါနဲ့ငါမောင်ကမသိပြောတဲ့သူ့တူကိုပိုင်စွာထင်နေ။မသိကငါမောင်အကြောင်းကိုရှယ်သွားတာနော်။အမနာမည်လဲမှတ်ထားအောင်။စင်စင်ဝေးတဲ့မဆင်လို့ခေါ်လဲရတယ်။ဟုတ်မှစကားရီရေပတ်မွေးပြောပြီးသူ့ကိုယ်သူပါမိတ်ဆက်သွားတဲ့အမျိုးသမီးကိုလိုက်ငေးရင်အိတ်ချန်စိတ်တွေတောင်ဘယ်ရောက်သွားမှန်းမသိသူပေးသွားတဲ့မွေးရင်ကဟင်းရီအနံလေးကလည်းမှုေးနေတော့ဘိုက်တောင်စားသွားတယ်ပြောရမယ်ကိုပိုင်နိုးနေပြီလားဒီနေ့တော့ထူးထူးဆန်းဆန်းအစောကြီးထားလို့ပါလားစောစောကမဆင်ဆိုတဲ့ဟိုဘက်အိမ်ကအမျိုးသမီးပေးသွားတဲ့မွေးရင်ကတွေကိုအရသာရှိရှိစားနေတော့မိလေးတယောက်ဈေးကပြန်ရောက်လာတာကိုတော့သတိမထားမိလိုက်ဘူးဟုတ်တယ်မိလေးရေမဟုတ်ရင်မနိုးဘူးဟိုဘက်အိမ်ကမမလလတကြောကြောခေါ်ပြီးမုံလာပေးသွားလို့နိုးတာမိလေးကိုလည်းအားရင်အိမ်ဖက်လာခဲ့အောင်နဲ့အမေကိုပိုင်နော်မမလလဆိုပါလားဟိုကဖြင့်ငါနဲ့မှမတိမ်မရင်ရဲ့ပြီးတော့တပတ်ရင်နော်မိလေးပြောလိုက်တဲ့စကားကြောင့်စားနေတဲ့မုံရင်ကတော့နင်းသွားတယ်ပြောရမယ်မိလေးကတော့ကျွန်တော်ဖြစ်သွားတဲ့ပုံကိုကြည့်ရင်ပြုံးနေရပေါ့ဒါနဲ့မင်းအမကညနေလာကြိုပေးပါလားတဲ့မနေ့ဖန်ရုံးပေးရဆိုတော့အပြက်ဈေးဝင်ဝယ်ချင်တယ်ဆိုလို့လားမိလေးနာမည်ကအေးအေးသိန်းနဲ့သမီးတယောက်လည်းရှိတဲ့စပယ်ဖြူတဲ့ကျွန်တော်နဲ့ဘာမှမတော်တဲ့နာမည်ခန့်အမပေါ့မိလေးနဲ့ဖေဖေနဲ့ကကျွန်တော်ဒုတိယနှစ်တက်နေတော့အကြောင်းပါကြတာအဲ့တုန်းကဖေဖေကတက်စီမောင်းနေမိလေးကတင်ကြီးဈေးမှာဈေးရောက်တော့ဈေးသွားဈေးပြန်ကားငါးစီးရင်မြစ်တာတဝင်းခဲ့ကြတာကိုဗစ်တွေအခြေအနေဆိုးလာတော့ဖေဖေတယောက်ဒုတိယလိုင်းနဲ့အတူထွက်ခွာသွားခဲ့ရတယ်ကျွန်တော်လည်းចောင်းဆက်မတက်ဖြစ်ဘူးမိသားစုလက်ငုပ်လက်ရင်ဖြစ်တဲ့ဖေဖေခြံထားခဲ့တဲ့တက်စီလေးမောင်းရင်ဘဝကိုရှောင်လန်းနေတာအခုထိပဲမစပယ်ကတော့ဘွေရတော့အစိုးရဘဏ်တစ်ခုမှဝင်လုံနေတာဒါကြောင့်လဲမိသားစုဝင်ငွေကအတင်းတင်းရှိပြီးဖေဖေမရှိတော့ပေမဲ့အဆင်ပြေပြေရက်တည်နေနိုင်တာပြောရမယ်မိလေးနဲ့မစပယ်တို့ကရွှေမျိုးရင်းရှာတွေမဟုတ်ပေမဲ့ကျွန်တော်အပေါ်မှာတော့အထင်လဲကြီးသလိုအားလဲကိုးကြတယ်ဒါကြောင့်လဲသူတို့နဲ့အတူတူနေလို့ရတာပေါ့မိလေးစစင်ဝင်တို့အိမ်ဘက်ခဏသွားလိုက်အောင်မေဟုတ်ကျွန်တော်လည်းခဏနေကားထွက်တော့မှာဒီနေ့မနာဘူးလားမနက်ဖြန်မှာပဲအေးအေးစစ်စစ်နားတော့မယ်မစပယ်ကိုသွားကြရမှာဆိုတော့သူ့ကိုမကြိုခင်ရသလောက်ပတ်မောင်းလိုက်အောင်ကံကောင်းတယ်ပြောရမလားလမ်းထိပ်ရောက်တာနဲ့မြို့ထဲသွားမဲ့ခီးသည်တယောက်ရတာနဲ့ပို့ပြီးမစပယ်က3နာရီခွဲရုံးစင်မှာဆိုတော့သူတို့ဘန်ရှိကအေးဆိုင်နေမှာပဲကားထိုးပြီးစောင့်နေလိုက်တယ်မစပယ်နဲ့ကျွန်တော်နဲ့ကအသက်အရွယ်အားဖြင့်နှစ်လောက်ပဲကွာတာဆိုပေမဲ့မစပယ်ကအတွေးခေါ်ရင်းကျက်သလိုအဆအရရဥဆောင်နိုင်တယ်ကျွန်တော်ကိုလည်းចောင်းဆက်တက်ဖို့အမြဲလိုတိုက်တွန်းတတ်တယ်
အဖေဆုံးတာတစ်နှစ်လောက်ရှိပြီဆိုပေမဲ့ကျွန်တော်တို့မိသားစုလေးကတယောက်နဲ့တယောက်ကူညီဖေးမပြီးနှွေးနှွေးထွေးထွေးရှိလာတယ်ပြောရမယ်။မိလေးကလည်းခုမှလှတုံးပတုံးအရွယ်40စွန်းစွန်းဆိုပေမဲ့တအိုးတအိမ်ဆက်လက်ထူထောင်ဖို့စကားလုံးဝမပြောသလိုကျွန်တော်ကားမောင်းတာကိုတော့ကြိုက်တာမဟုတ်ဘူး။သူပဲဈေးရောက်မယ်လုပ်နေတာ။ဖေရှိစဉ်တုန်းကမိလေးကလည်းဈေးရောက်တော့လာတာဘက်မှာနေကြတာ။အခုတော့သမိုင်းဘက်ကနည်းနည်းကြောင်ကြတဲ့ရက်ကွက်လေးမှာရှိရာလေးတွေစုဆောင်ပြီးခြံနဲ့ဝင်းနဲ့အိမ်လေးတစ်လုံးဝယ်နေကြတာပတ်ဝန်းကျင်အသစ်ဆိုတော့ကျွန်တော်တို့ရဲ့ဆက်ဆံမှုကိုလည်းဘယ်သူမှစိတ်ဝင်စားသလိုကျွန်တော်တို့အတွက်လည်းလွတ်လွတ်လပ်လပ်နဲ့နေထိုင်လို့ရတာပေါ့ကျွန်တော်သိသလောက်မိလေးကမေတ္တာတရားကြီးမားတယ်ပြောရမယ်ဖေရှိစဉ်တော့ငါဆိုရင်နေစဉ်လိုစားပွဲတောက်ပွဲတွေကျင်းပကြတာအခုလဲကျွန်တော်မှအတွေ့အကြုံသားမရှိတာသူတို့ရဲ့အလားတရားတွေကိုခံစားရင်စိတ်ကူးရင်တက်နေပြီပြောရမယ်ကိုပိုင်ရောက်နေရကြားပြီလားတနိုင်လောက်တော့ရှိပြီမမအေးတောင်းလေတော့ပြီကမုံဖိတ်ရောက်မှတောက်တော်မယ်နှစ်ယောက်သားစကားပြောရင်းမောင်းလာတာကျောင်းရှိရောက်တော့ကားကပိတ်ချက်ပဲတော်တော်နဲ့ရှေ့မရဘူးကိုပိုင်မနေ့ကကားမထက်နဲ့နော်ခေါက်ဆွဲကြော်စားအောင်မနေ့ကနားမယ်လို့မေလေးကိုလည်းပြောထားပြီးသားအောင်လာအန်ဆန်ပွဲကြည့်ချင်လို့မေလေးရောမစပယ်ရောကရှမ်းပြည်ဘက်ကဆိုပေမဲ့ရန်ကုန်အနေကြတော့ရန်ကုန်သူတွေလိုဖြစ်နေကြတာနှစ်ယောက်လုံးကမော်စရာဖန်ဆင်းပေးထားတဲ့အလှပါတွေနဲ့ပြည်စုံတော့လဲတာဝန်ပိုကြီးတာပေါ့ဒါကြောင့်လဲစိတ်ကူးထဲမှာပဲလိုသလိုဖန်တီးပြီးပျော်ရွှင်ခဲ့ရတာမနေ့ညကလည်းညနေတဲ့ဂိမ်းဆော့ပြီးအိမ်ရှိခန်းက TV ရှေ့မှာအိပ်ပျော်သွားတာတနေ့ကားမောင်းထားရရဲ့အေးရေးပြတ်တာရဲ့ကြောင့်ပစိုးကခေါင်းပေါ်ရောက်နေပြီးလွတ်လပ်လွင်ပါနေတာမိလေးစေးသွားတော့တစေတရေမြင်သလိုနဲ့အကြာကြီးရှူစားသွားသေးရဲ့ဒါကြောင့်လဲဈေးကပြန်လာတော့မချုံမချင်းနဲ့တစ်ချိန်လုံးစနေတာဗါတဲ့ဘာမျိုးဘိုးတူဂျိုးနဲ့ကားရဆိုပါလားနှစ်ယောက်သားတမိုင်းဈေးဘူတာမှာဈေးဝင်ဝဲပြီးအိမ်ပြန်ရောက်တော့မိုးတောင်ချုံနေပြီရေမိုးချိုး TV ရှေ့မှာထမင်းစားရင်သတင်းကြည့်ကြတာပေါ့မစင်ကလည်းညီးမောင်ကိုပိုင်နဲ့တခါပဲတွေ့ရသေးရဲ့သူ့အကြောင်းမီးလို့ကိုမစုံဟုတ်လားကိုပိုင်သတိထားနော်အပိုင်သိမ်းခံနေရမယ်ဟိုကတယောက်တည်းနေတာဆိုတော့ငါကတော့မမွေချင်းချိန်မြင့်နဲ့မစပယ်အပြောကြောင့်ကျွန်တော်မှစားနေတဲ့ထမင်းတော်နင်သွားတယ်ဘာပဲပြောပြောကို့အပေါ်မှာသူတို့ကြီးဆိုင်မှုကိုမြင်ရတော့ဝမ်းသာရသလိုစင်စင်ဝေးဆိုတဲ့အမျိုးသမီးအကြောင်းကိုလည်းစိတ်ဝင်စားသွားမိတာပေါ့ဒီနေ့ကရုံးတွေပြန်ဖွင့်ပြီဆိုတော့မစပယ်တယောက်အစောကြီးထရုံးသွားပြီးဘေးလေးကတော့နောက်မှချက်ပြုံနေရပေါ့မနက်ပိုင်းကားထွက်ဖို့မေလေးပြင်ဆင်ပေးထားတဲ့ထမင်းကြော်နဲ့ကော်ဖီကိုသုံးဆောင်နေတော့စင်စင်ဝေးတယောက်ရောက်ချလာပြန်နေကိုပိုင်ကားမထွက်သေးဘူးပဲအမမင်္ဂလာတုံဘက်သွားစရာရှိလို့လိုက်ခဲ့ပေးပါအောင်သူ့ကိုခေါ်ရင်သတိထားနော်သူကကားမောင်းတာသိမကျွမ်းသေးဘူးမေလေးကမလိုက်စေချင်လို့လားမသိစသလိုနောက်သလိုနဲ့ဝင်ပြောတာကျွန်တော်ကတော့မင်္ဂလာတုံဘက်ဆိုရင်ကားကအများကြီးရမှာရဲ့သိချင်နေရလေးတွေရှိရကြောင်းရဲ့လိုက်ဖို့ပဲပြင်ဆင်လိုက်တယ်မစင်စင်ဝေးကအင်ချက်မြေပွဲစားမင်္ဂလာတုံဘက်ကခြံခွက်တွေကိုချိန်ထားတဲ့သူတွေကိုတစ်ခုပြီးတစ်ခုလိုက်ပြတာဆိုတော့တော်တော်လေးကြာသွားတာပေါ့ကျွန်တော်လည်းသူ့ဘေးကနေတစ်ချိန်လုံးခေါ်သွားတာသူတယောက်တည်းဆိုဝဲလက်တွေကအထင်သေးပြီးဈေးနေမှာဆိုလို့တဲ့အားလုံးပေါင်း၄ခွက်လောက်လိုက်ပြတာမှာတစ်ခွက်ကတော့ဈေးတည့်ပြီးမနက်ဖြန်ငွေချေကြမှာကျွန်တော်ကိုလည်းလိုက်ခဲ့ဖို့အယောင်းဝယ်ဖြစ်ရင်မဟုတ်ဖို့ပေးဖို့အကြောင်းမှပြောတော့သူတို့အိမ်ချမ်းမြေလောကကိုစိတ်ဝင်စားသွားမိတယ်အပြန်လမ်းမှာလည်းတစ်ချိန်လုံးသူ့အကြောင်းတွေပြောလိုက်ကျွန်တော်အကြောင်းတွေမေးလိုက်နဲ့ပွဲစားဆိုတော့စကားပြောတာလည်းပွင့်လင်းသလိုအထာရီပါရီလည်းမရှိဘူးမနက်ဖြန်အယောင်းဝယ်ဖြစ်ခဲ့ရင်အပြန်အလုံးဖက်ကန်းနာကဘားတစ်ခုကိုသွားမယ်လို့ခေါ်နေသေးရဲ့အိမ်ပြန်ရောက်တော့နေ့လေတနားရီတောင်ထိုးနေပြီမနက်၈နာရီလောက်ကလေးကထွက်ခဲ့တာဆိုတော့အဲ့ဒီမှာတင်အချိန်တော်တော်ကုန်သွားတယ်ပြောရမယ်ကားခါလဲ9000လောက်ပေးသွားတော့နေတွက်ကြိုက်ပြီးအိမ်မှာနားဖို့ဆုံးဖြတ်လိုက်တယ်မိလေးအတန်မကြားတာနဲ့အပြင်းများဈေးဝယ်ပါညာသွားတာလားမသိအိမ်ထဲတောက်ခတ်ထားတော့ခန်းထဲဝင်ပြီးတရေလောက်မေးမယ်လို့တွေးလိုက်တယ်မနက်ကမစပယ်ယုံသွားတော့နိုးလာသေးတယ်မထချင်သေးရနဲ့ဆက်မီးနေတာမေလေးတယောက်မနေ့ကမြင်တဲ့တစီတရေကိုမသိတလို့လာကြည့်သေးတယ်
စင်စင်ဝေးဆိုတဲ့အမျိုးသမီးပြောင်းလာပြီးမှမဆန်ကလည်းကျွန်တော်ကိုပုံမှန်ထက်ပုတ်ဂယူးဆိုင်နေသလိုမီလီရဲ့လီလာမှုတွေကလည်းအိမ်မက်တွေလက်တွေဖြစ်လာဖို့ကန်စမာကဖန်တီးပေးနေသလားပဲခုလဲသူမရှိဘူးအထက်နဲ့အနားယူမဲတွေးပြီးလာခဲ့တာသူကခုနေရာမှာဖုန်းတစ်လုံးနဲ့ပျော်ရွှင်စွာစော်ကစားနေရတွေ့တော့ကျွန်တော်မှလည်းတစီတရေမြင်လိုက်ရသလိုပါပဲပြောရမယ်ဆိုရင်ဖေမရှိတော့ကလေးကတကားမှလည်းမကြုံခဲ့ဘူးသလိုထင်လဲမထင်ထားမိဘူးလေရန်ကုန်မြို့ထဲမှာကားပတ်မောင်းနေတဲ့ကျွန်တော်တွေ့ကြုံမရှိဘူးဆိုရင်ရည်စရာကောင်းပေမဲ့တကူမှလည်းစွန်းစားခန်းဖွင့်ဖို့စိတ်မကူခဲ့ဘူးခုချိန်မှာတော့ကျွန်တော်တဘာဝကပြီးတဲ့စာမေးပွဲခန်းထဲလိလာထားတဲ့အဖြေတွေကိုခေါင်းထဲမှာစဉ်းစားရင်းဝင်ဖြေလိုက်တာပေါ့အိမ်မက်တွေလက်တွေအကောင့်ထဲဖော်ခွင့်ရသလိုမိကွန်းပေါင်းများစွာဖြေဆိုရင်ကြက်မှတ်ထားတာတွေကိုအကောင်းဆုံးအသုံးချလိုက်တာမီလေးကအမှတ်ပြည့်ပေးရှာတယ်မတ်စပေတော့မသိစေနဲ့တဲ့ကျွန်တော်လည်းပြန်ပြောမိတယ်မတ်စပေနဲ့ရောဆိုတော့မျက်စောင်းထိုးပြီးပြန်ပြောတယ်ဒါဆိုရင်ခုနေတဲ့သမိုင်းကနေတနေရာကိုပြောင်းမရမယ်တဲ့မဆူစင်ဝေးကောင်းမှုနဲ့တမနက်တင်ကာခ9000လောက်ရထားတာရဲ့မီလေးနဲ့အတူအမေးဖြေခင်းလေးတွေရဲ့နဲ့လက်တွေဖြစ်လာတဲ့အိမ်မက်တွေကြောင့်နှစ်ယောက်သားပျော်ရွှင်စွာစကားပြောရင်းထမင်းစားနေတော့စင်စင်ဝေးတယောက်ရောက်လာပြန်တယ်မသိရင်မသိအေးစင်စင်ရင်မနက်ကအဆင်ပြေခဲ့လားကိုပိုင်ထမင်းစားဖို့ခုခက်ပေးနေရထိုင်အောင်လေဒီအတိုင်းဆိုရင်စင်စင်ဝေးဆိုတဲ့အမျိုးသမီးနဲ့တော်တော်လေးစိတ်ရှုပ်ရမယ်ထင်ပါတယ်ကျွန်တော်မှမေးလေးခုခက်ကြည့်တဲ့ထမင်းတောင်ကောင်းကောင်းမစားရသေးဘူးသူကရောက်လာပြန်တယ်စိတ်ကူးနဲ့လက်တွေ့ထက်တူကြတဲ့ခဏလေးကိုကောင်းမွန်စွာမပြောရသေးဘူးအိမ်ချင်းကရက်ဆိုတော့လဲအားနာပြီးစကားပြောရတာပေါ့အယောင်းဝယ်ကဖြစ်တယ်မသိရင်အဲ့ဒါမနဲ့ဖန်လဲကိုပိုင်ကိုပဲခေါ်ရမှာသူကလည်းပါဆက်ပြီးမယ်ပြောထားတာအမလေးကောင်းပါကိုပိုင်ကအင်ချမ်းမြေအကြောင်းကိုအရင်ကတည်းကစိတ်ဝင်စားတာဒါဆိုရင်တော့အလုံးလုံးလို့ပို့အဆင်ပြေတာပေါ့ကျမလည်းကိုပိုင်ရှိနေတော့သွားရလာရတာပို့အဆင်ပြေတယ်သူတို့ပြောနေတဲ့စကားတွေနားထောင်ရင်အင်ချမ်းမြေလောကအကြောင်းစိတ်ဝင်စားလို့တနန်းတွေတက်ခဲ့တာကိုတောင်သတိရမိတယ်ဘာပဲပြောဒေါ်အေးအေးသိန်းဆိုတဲ့မိလေးကမချမ်းသာပေမဲ့ထက်မြက်တယ်အစအစအရာရာမှာတကွက်ကြုံမြင်ပြီးလက်ဦးမှုရယူတတ်တယ်ဆိုတာကိုတော့ကျွန်တော်ရောမစပယ်ရောသိကြတယ်။ဒါကြောင့်လဲဘာပဲလို့မီလေးကိုပဲအရင်ဆုံးပြောပြပြီးတိုင်ပင်ကြတာ။သူကောင်းမယ်ထင်လို့ခွင့်ပြုတာဆိုတော့လဲစင်စင်ဝေနဲ့အိမ်ချမ်းမြေလောကကိုခဏလောက်လေ့လာကြည့်ရပေါ့။စင်စင်ဝေပြန်သွားတော့မီလေးတယောက်ဖလက်ဆောက်ဝတ်ထူလေးဘလောက်ကောင်းကြောင်ပြောပြီးအိမ်ချမ်းမြေလောကအကြောင်းသတိထားစရာတွေပြောပြတာပေါ့။ကျွန်တော်ကတော့စင်စင်ဝေတောင်လိုက်မမီနိုင်နဲ့မီလေးရဲ့မြစ်တာရည်ပြင်းကျဲမှာမျောပါရင်လောကကြီးကိုခဏတာမိထားလိုက်မိတယ်။အယောင်းဝယ်ပြီးသွားတော့ကျွန်တော်တလားလောက်ကားမောင်းရတဲ့ဝင်ငွေဟာမဆင်စင်ဝင်ရဲ့အယောင်းဝယ်တစ်ခုရဲ့အမျက်ငွေထက်တော်တော်လေးနဲ့မှန်းသိသွားခဲ့ရတယ်။မဆင်စင်ဝင်ကလည်းအယောင်းဝယ်သဘောတရားတွေကိုမချင်းမချမ်းပြောပြရုံသာမကသူရတဲ့အထက်က9ပုံတကုံဝပါပြီးတော့သူ့အပေါ်အထင်လွဲခဲ့ရတာတွေကိုအားနာမိရတာပေါ့။ညနေအိမ်ပြန်ရောက်တော့ကျွန်တော်ရဲ့ပထမဆုံးအင်ချမ်းမြေအယောင်းဝယ်ကရတဲ့ငွေလေးနဲ့မဆင်စင်ဝေကိုပါဖိတ်ပြီးညစာစားပွဲလေးလုပ်ဖြစ်ကြတယ်။မီလေးနဲ့မစပယ်ကတော့ကျွန်တော်ပြောနေရကိုမြင်ပြီးသူတို့လည်းပြောကြတာပေါ့။ဘာပဲပြောမိတ်ဆွေအသစ်တယောက်လည်းတိုးလာသလိုကျွန်တော်တို့မိသားစုလေးအတွက်လည်းဝင်ငွေအသစ်တွေရပြီးဖြစ်လို့အရင်ကထက်ပျော်ရွှင်မှုတွေတိုးလာတာတော့အမှန်ပါပဲ။ဟုတ်ကဲ့ပါပရိသတ်ကြီးရေဒီကနေ့တင်ဆက်ပေးခဲ့တဲ့မေကောင်းစိတ်ကောင်းဆိုတဲ့စာအုပ်ကောင်းလေးကတော့ဒီမှာပဲတခန့်ရက်ဇက်သိမ်းသွားခဲ့တာဖြစ်ပါတယ်ရှင်။နောက်နေ့ဒီမှာဆိုရင်လည်းပရိသတ်ကြီးကြိုက်နေသက်လောက်မယ်တဲ့စာအုပ်ကောင်းလေးတွေကိုအမြဲလိုရှာဖွေတင်ဆက်ပေးသွားမှာဖြစ်လို့လဲသူစားရဲ့ channel လေးကို like and subscribe လေးမလုပ်ရသေးဘူးဆိုရင် like and subscribe လေးလုပ်ပြီးအားပေးသွားကြဖို့မမေ့ပါနဲ့နော်။အစုံနေနာဆင်ပေးခဲ့ကြတဲ့အတွက်လည်းပရိသတ်ကြီးတရားချင်းစီတိုင်းကိုကျေးဇူးအများကြီးတင်ရှိပါတယ်ရှင်။